မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားဖြစ်ပြီးခါတော့သိမကြသေးခင်ဝိနည်းပြည့်ညက်ချက်တွေအများကြီးမပြည့်ညက်ရသေးခင်အထူးသဖြင့်တစ်ပင်တွေမခုတ်ရဘူးလို့မပြည့်ညက်ရသေးခင်ယဟန်တော်တစ်ပါးကအာလူကြီးတိုင်းသားယဟန်တော်တစ်ပါးကြောင်းဆောင်မယ်ဆိုပြီးတော့အဲ့ဒါတစ်ပင်တစ်ပင်ကိုသူကခုတ်မယ်လို့ကြံတာအဲ့ဒါပစိန်တွေရဲတဲ့နေနဲ့အဲ့ဒီတစ်ပင်သားရက်ပြီးတော့ခုတ်မလို့လုပ်တော့အဲ့ဒီတစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နတ်သမီးကရုပ်ကစိုးနတ်သမီးကကိုထင်ပြပြီးတော့တောင်းပန်တယ်ရှင်ဘုရားတပည့်တော်ရဲ့ဒီဗိမာန်လေးကိုဖျက်ဆီးပါနဲ့ဘုရားအဲ့တော့ယဟန်တော်ကလည်းငါကဒီအပင်ပဲသဘောကျတာငါအတွက်ဒီအပင်ပဲသုံးကြတာငါခုတ်မှဖြစ်မယ်အဲ့ဒါလို့ယဟန်တော်ကပြောတော့နတ်သမီးကဂိုင်းယဟန်တော်ရဲ့စိတ်နဲ့မှနုညံ့သိမ်မွေ့ပါစေတော့ဆိုပြီးတော့သူ့ရဲ့သားနတ်သားပေါက်စလေးရှိတယ်ဒါဘုဟုတုဒ္ဒရတယ်ရနော်အဲ့ဒီနတ်သားပေါက်စလေးကိုထုတ်ပြီးတော့ပြပြီးတော့တောင်းပန်ရရင်တော့နုညံ့တဲ့ကောင်းရဲ့ဆိုပြီးတော့အဲ့ဒီနတ်သားလေးကိုတကိုးနဲ့ထုတ်ပြီးတော့ကျွန်တော်မျိုးမှာဒီလိုနတ်သားလေးသားနဲ့သမီးနဲ့ဒုက္ခတွေရောက်မှဆိုးလို့ပါလို့သူကထုတ်အပြကိုကလည်းရဲရင်းကိုမြှောက်ပြီးတော့အခုမထိန်နိုင်တော့ခုတ်မိသွားတာအဲ့ဒီနတ်သားလေးပေါက်စလေးလက်ကတောက်တောက်ပြတ်ကျသွားတယ်ကဲအောင်းစရာကောင်းတယ်နော်လူရဲ့ရဲရင်းနဲ့ခုတ်တာနတ်ရဲ့လက်ကပြတ်ကျသွားတဲ့အဲ့ဒီမှာစိတ်တူတယ်ဟောင်းတဲ့တခါတည်းဒေါသဖြစ်တယ်ဒီနတ်သမီးကအဲ့ဒါသူ့ရဲ့လက်အစုံကိုတောင်မြှောက်လိုက်ပြီတဲ့ဒီရဟန်းကိုသူတခါတည်းတတ်တယ်ပေါ့သူ့လက်ကိုတောင်မြှောက်လိုက်ပြီဒါပေမဲ့ပြန်ပြီးတော့သူမချလိုက်ဘူးအဲ့ဒီလက်မြှောက်ရဲ့တန်လန်းနဲ့တစ်ချက်ကလေးစဉ်းစားလိုက်တယ်ပြေးနေတဲ့ယထာကိုထိန်းတယ်လို့မျိုးပေါ့နော်တစ်ချက်လေးစဉ်းစားလိုက်တယ်ဒီယဟန်ကတိလားရှိတယ်ငါပတ်လိုက်လို့ရှင်ပေကြပေါ့ငါအပင်ငရဲကိုကြားရမှာတိလားရှိတဲ့ယဟန်ကိုငါဖြည့်ဆည်းတယ်ဆိုတာနည်းနည်းတော့အပြစ်မဟုတ်ဘူးဟုတ်ဒေါသဖြစ်တော့ဖြစ်တယ်နော်လက်ကြီးမြောက်ထားရဲ့နဲ့သူမချလိုက်ဘူးမတတ်လိုက်ဘူးသူ့ရဲ့လက်ကတကိုးရှိတယ်တတ်မှဆိုတတ်လို့ရတယ်အဲ့ဒီလက်ကိုသူမချလိုက်ဘူးနော်ဒီယဟန်တိလားရှိတယ်ငါတတ်လိုက်လို့ရှင်ငါအပင်ငရဲကြမယ်နောက်ပြီးတော့သူစဉ်းစားသေးတယ်အမျှော်မြင်ကြီးတယ်ဒီနတ်သမီးကငါတကယ်လို့တတ်မယ်ဆိုရင်နောက်ဒီတစ်ပင်ဆောင်နတ်တွေကလည်းဒီလိုတစ်ပင်တွေကိုခုတ်တဲ့ယဟန်တွေကိုဒီလိုတတ်တယ်လို့သိပြီးတော့အတုလိုက်ပြီးတော့တတ်ရင်ယဟန်တွေကိုကြိုးနေရကြည်ရင်မတူတာလေးစဉ်းစားတယ်ဗျာဟုတ်လားအဲ့ဒါနဲ့သူတတ်ချင်တယ်မတတ်ဘူးအဲ့တော့သူသားရဲ့လက်ကလေးကလည်းပြတ်သွားတယ်ဆိုတော့သူတစ်ပင်လည်းဆုံးရှုံးမယ်သားရဲ့လက်လည်းဆုံးရှုံးမယ်ဆိုတော့ဝမ်းနေပြီးတော့သူငိုတယ်ဗျာသူငိုတာနော်မကောင်းတာကိုသူမလုပ်လိုက်ဘူးမျက်ရည်အကျခံပြီးတော့မကောင်းတာကိုသူတားလိုက်နိုင်တယ်အဲ့ဒီမှာသူကဆက်စဉ်းစားတယ်ဆိုတော့ဒီယဟန်မှာပိုင်ရှင်ရှိတယ်တဲ့အဲ့ဒါကဘယ်သူလဲဆိုတော့မြတ်စွာဘုရားပဲသူ့ရဲ့အရှင်ဒီကိုငါသွားပြီးတော့ပြောမယ်ဆိုပြီးတော့မြတ်စွာဘုရားကြီးကိုမျက်ရည်ဆက်လက်နဲ့ရောက်လာတာအဲ့ဒီနတ်သမီးကအဲ့ဒီမှာမြတ်စွာဘုရားကြီးရောက်လာတော့မြတ်စွာဘုရားကအကျိုးအကြောင်းမေးတော့မြတ်စွာဘုရားကိုသူအကျိုးအကြောင်းလျှောက်တယ်အဲ့ဒါလိုလျှောက်တော့မြတ်စွာဘုရားကသာဓုခေါ်တယ်နတ်သမီးတဲ့သင်သိတော်တာပဲပေါ့ရိုးရိုးပြောရရင်သင်ဟာအရှိန်နဲ့ထွက်လာတဲ့မိမိရဲ့အမျက်ဒေါသကိုထိမ့်သိမ်းနိုင်တယ်တော်ပါပြီတဲ့သင်ရဲ့အကျိုးမဲ့ကိုသင်ကိုယ်တိုင်ပဲတားဆီးလိုက်တာပိဋကရေကိုယ်မှဖြစ်မဲ့အကျိုးမဲ့ကိုသူများတားပေးလို့မရဘူးဟုတ်လားမင်းသူကိုယ်တိုင်ပဲတားတာအဲ့ဒါမြတ်စွာဘုရားကသူ့ကိုချီးမွမ်းတယ်အဲ့ဒါလိုချီးမွမ်းပြီးတော့ခုနတုန်းကဂါထာလေးကိုဟောတာမြတ်စွာဘုရားကယောဝိဥပ္ပတိတံဘောဓံရထံပဏဝဝရေယိတပဟံတရတိပြုမိရတမိကဟောဣတရောဇနောတော်တဲ့ပုဂ္ဂိုလ်ဆိုတာမိမိရဲ့အမျက်ဒေါသကိုအရှိန်နဲ့ပြေးနေတဲ့ယထာကိုထိန်းတယ်လို့မျိုးထိန်းလိုက်နိုင်တယ်အဲ့ဒါယထာထိန်းနေပဲမထိန်းနိုင်ဘူးဆိုရင်တော့အဲ့ဒါကျိုးခိုင်ပဲတဲ့မြတ်စွာဘုရားကအဲ့ဒါလိုလေးလဲဟောလိုက်ရောပိဋိတွေဖြစ်ပြီးတော့အဲ့ဒီနတ်သမီးကအဲ့ဒီနားနဲ့သစ္စာလေးပါးတရားသိရင်သောတာပန်အရိယသူတော်စင်ဖြစ်တယ်နော်အရိယသူတော်စင်ဖြစ်တယ်သူအကျိုးမဲ့ခြင်းတရားကြီးကိုသူကိုယ်တိုင်တားဆီးလိုက်နိုင်တယ်နော်ဘာကိုတားဆီးနိုင်လို့တားဆီးလိုက်နိုင်တာလဲဒေါသကိုတားဆီးလိုက်နိုင်တာအဲ့ဒီမှာဆက်ပြီးတော့အကျိုးရှိပုံလေးနားထောင်ကြည့်ပါဦးဗျာသူကဆက်ပြီးတော့ငိုပြန်တာငိုတော့မြတ်စွာဘုရားကဘာလို့ငိုပြန်တာတော့တပည့်တော်မှာသားတွေသမီးတွေနဲ့နေစရာမရှိဘူးတဲ့ဘယ်သွားနေရမှမသိဘူးဆိုတော့မြတ်စွာဘုရားကအဲ့ဒီဇီတဝန်ကျောင်းဘဝမှာနတ်တယောက်စုတည်လို့ပိုင်ရှင်မဲ့နေတဲ့သူပင်တပင်ကိုညွှန်ပြပြီးတော့ချစ်သမီးနဲ့အဲ့ဒီမှာနေလေလို့ပေးတာအဲ့ဒါနတ်ပေးတဲ့ဗိမာန်မှာနေရတယ်ဆိုပြီးတော့အင်မတန်တကူကြီးတဲ့နတ်တွေကတောင်မှဒီနတ်သမီးကိုအဝင်အထွက်ဝင်ပြီးတော့နှုတ်ဆက်ပြီးတော့သူဟာနတ်လောကမှာအရှိန်အစော
တကူကြီးမားတဲ့နတ်သမီးတစ်ယောက်တော့ဖြစ်သွားတယ်လို့ဆိုတယ်လောကီလိုရောအကျိုးရှိသွားတယ်လောကုတ္တရာလိုတော့အကျိုးရှိသွားတယ်တကယ်လို့သာသူ့ရဲ့ဒေါသကို तू မထိန်နိုင်ဘူးဆိုလို့ရှိသူကနောင်တတရားတွေနဲ့ပူလောင်ပြီးတော့အင်မတန်ကြီးမားတဲ့အပင်ဒုက္ခကိုလည်းခံရမယ်တန်တရားလွတ်မြောက်ခြင်းဆိုတဲ့အရိယာဖြစ်ခြင်းဆိုတဲ့တရားတွေလည်း तू ရမှာမဟုတ်လားဒါကြောင့်အမျက်ဒေါသကိုတားဆီးနိုင်ခြင်းဟာကြီးကျယ်တဲ့အကျိုးမရှိဘူးလားကြောင်းမြန်ပြန်လှန်လိုက်အမျက်ဒေါသကိုမတားဆီးနိုင်ဘူးဆိုရင်တော့ကြီးကျယ်တဲ့အကျိုးမဲ့တွေရှိပါတယ်